Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကိုတို့ဗာလေးလှုပ်ရှားဖြစ်လဲဆိုတော့ဆာရှိမီကြိုက်တဲ့သူလေးတွေအတွက်ပေါ့နော်ကိုလည်း sharing လုပ်ပေးချင်တာနဲ့အခုဒီ Thai style ဆာရှိမီလုပ်နည်းလေးပေါ့နော်Just watch how I do. Hell yeah.
အခုလိုမျိုးညီကိုတို့လိုဆာရှီမီကိုမတူတဲ့ပေါ့နော်ပုံမှန်စားနေကြမတူတဲ့နီလန်းလေးနဲ့အိမ်မှာလှုပ်စားခြင်းနဲ့ဆိုလို့ရှိရင်ဒီပေါ့နော်အောက်မှာချပေးထားတဲ့ link လေးမှာYouTube မှာပေါ့နော်တွားရောက်ပြီးတော့ဒီ full recipe ကိုတွားရောက်ကြည့်ရှုလို့ရပါတယ်နောက်လည်းစမ်းသက်တဲ့အရာသားတွေကိုပေါ့နော်တင်ပြသွားမှာဖြစ်လို့ subscribe လည်းလုပ်ထားပေးပါလို့တောင်းဆိုပါရှင် ဟိုပေါ့နောက်ဗာဗီဒီယိုလေးတွေလောက်ရမလဲဆိုတာလေးကိုလည်း comment မှာယူပါပေးပါနော်အားလုံးပဲတတာ တာ